နေရောင်လေးကိုကြည့်လိုက်ပေါ့ဒီမှာ936 53ဆိုလို့ရှိရင်နော်ဒီဘက်က936 936ကဟုတ်နော်4ဒီမှာ53ဆိုတော့48ဆိုတော့2ဖြစ်သွားတယ်နောက်တစ်ခါ996က4 1ကို8နဲ့ပေါင်းတော့2ဖြစ်သွားတယ်နောက်တစ်ခါ3တင်က30ဆိုရင်2ဖြစ်သွားတယ်နောက်တစ်ခါ424 1ဆိုရင်2ဖြစ်သွား2ဖြစ်ချင်လို့တစ်ထိပ်ထည့်လိုက်နော်နောက်တစ်မျိုးတစ်ချက်ပြန်ပြရမယ်နော်အဲ့တော့ဖြစ်ချင်တစ်မျိုးကဘာလဲဆိုလို့ရှိရင်ဒီမှာအစိမ်းရောင်124 3ဒီမှာဆိုလို့ရှိရင်သူက3ညနော်3ညကိုဒီမှာ5ပါထည့်လိုက်ရင်5ဖြစ်သွားတယ်နော်အဲ့တော့ဒီမှာက8ရယ်6ရယ်ပေါင်းတော့4ပြစ်ပေါင်းတော့5နောက်တစ်ခါကျတော့ဒီလိုပေါင်းတော့ခွန်ဆိုတော့2 3ပေါင်းတော့5ဆိုတော့ဒီမှာကျွန်တော်တို့5ဖြစ်ဖို့အတွက်ဆိုရင်ဒီမှာကလောလောဆယ်3ရှိသွားတယ်3ရယ်ဒီက1ရယ်ဆို4ဖြစ်နေတယ်5ဖြစ်ချင်လို့မို့တစ်ထိပ်ထည့်လိုက်နော်အဲ့ဆိုရင်တစ်ထိပ်က2ချက်ရှိသွားတယ်တခြားလှည့်စရာ line တော့ရှိတယ်တော့ဒီ line ပြမှာပေါ့နော်တခြားလှည့်စရာ line တော့ရှိတယ်ဒီမှာဆိုရင်တစ်ထိပ်2ချက်ပြလိုက်တယ်နော်နောက်တစ်ခုကဘယ်လိုလှည့်လို့ရလဲဆိုတော့ဒီမှာတော့တစ်ချက်တော့လှည့်လို့ရတယ်ဒီကောင်းလေးပေါ့လေခွန်မခွန်ဖြစ်ချင်ရင်သူသွားမှာနော်9ထိပ်ကိုပြန်သွားလို့ရတယ်နော်9 3ထိပ်နဲ့ပြန်လှည့်လို့ရတယ်တိုးတော့ကျွန်တော်အဲ့ဒီကောင်တော့မစဉ်းစားသေးဘူးကျွန်တော်တို့ဒီဘက်က2ချက်ရှိတဲ့ကောင်စဉ်းစားရတယ်တစ်ချက်ထည့်စဉ်းစားရမှာကဒီမှာကဖြစ်သွားနိုင်တယ်ပေါ့လေဘာလှည့်တဲ့ပုံစံမျိုးကဖြစ်သွားနိုင်တယ်ပေါ့ဟုတ်ဆိုတော့3ညနှလုံးထောင်ထားပြီးသွားပြီနော်9ဆိုပြီးတော့ကျွန်တော်လှည့်ရိုက်လို့ရတယ်ကျွန်တော်အဲ့ဒီကောင်မယူဘူးနော်အဲ့ဒီကောင်မယူဘူးအဲ့ဒီလမ်းကောင်မယူတော့ဘူးဘာလို့သွားယူမလဲဆိုလို့ရှိရင်စောနာကဒီတစ်ထိပ်2 line ကိုယူမယ်တစ်ထိပ်2 line ယူပြီးသွားရင်နောက်တစ်ချက်လှည့်ရရှိတယ်ဗျာသူဘယ်လိုသွားလှည့်ရရှိလဲဆိုလို့ရှိရင်ထိပ်စီးနောက်တစ်မျိုးကိုပါလောလောဆယ်မှတ်လိုက်တာဒီ6ထိပ်ကိုမှတ်လိုက်တယ်အဲ့ဒါနောက်တစ်မျိုးတွန်းပြီးတော့ရယူဒီမှာ၄လုံးနော်ခွန်ဖြစ်သွားတယ်ဒုတိယပြင်မှာခွန်ဖြစ်သွားတယ်နော်နောက်တစ်ပြင်မှာခွန်ဖြစ်သွားတယ်ဒီမှာခွန်ဖြစ်ချင်ဒီမှာက6ထိပ်သွားထည့်ရအောင်နော်6ထိပ်သွားထည့်ရအဲ့တော့ဒီဘက်က6ထိပ်ဒီဘက်ကတစ်ထိပ်အဲ့တော့ဒီ6ထိပ်ကဘာလှည့်နေဖြစ်တယ်ဒီ6ထိပ်ကိုတော့ကျွန်တော်စဉ်းစားမှာပေါ့နော်ငါတို့ညာထိပ်ကိုတော့နည်းနည်းတိတ်မကြိုက်ဘူးပြောပါဒီ6ထိပ်ကိုကျွန်တော်စဉ်းစားချင်တယ်ဒီ6ထိပ်စဉ်းစားပိတ်လိုင်းကိုတစ်ချက်ပြအောင်ပိတ်လိုင်းကဘာနဲ့သွားမလဲဆိုလို့ရှိရင်ပိတ်လိုင်းကဒီမှာက368က4ဖြစ်သွားလို့မဟုတ်ဒီမှာအဝါရောင်ပြန်4သွားတယ်ဒီမှာက5 6ဖြစ်သွားလို့မို့ဒီမှာအဝါရောင်8တစ်ခွန်ဆိုပြီးတော့6ပြန်ဖြစ်တယ်ပေါ့နော်ဒီမှာက8 5 8ဖြစ်သွားလို့မို့ခွန်3 8ဆို8ပြန်ဖြစ်တယ်အခုဒီမှာ9 40 9ဖြစ်သွားတယ်ဒီမှာ8တစ်9ဖြစ်နေတယ်3ညနော်အဲ့တော့ဆုံးနန်းက3ညကိုထိတ်နဲ့တစ်ချက်လက်နိုင်တယ်ဆိုတော့ဟာမှာကျွန်တော်က3ည9ကိုအပိတ်နေလို့ရှင်တယ်3ည9ကိုအပိတ်နေယူသွားခြင်းနော်တစ်6ကိုထိတ်နေသွားခြင်း3ည9ကိုအပိတ်နေယူခြင်းအဲ့တော့ဘာလို့အဲ့လိုသွားခြင်းလဲဆိုတော့ဟိုပါပေါ့လေအဲ့တော့ကျတော့ပြောမှဆိုဒီမှာဆိုတစ်6ထိတ်နော်9 3ညပိတ်ဆိုတော့60 65 10တင်ကအဲ့ဒီမှာက3ည1 3ည1လို့2ရက်စတိုက်တစ်တည်ရိုက်ပြီးတော့အဲ့ဆိုဒီမှာကတစ်ပရိတ်က3ချက်မြောက်ရိုက်မလားပေါ့နော်10ရိုက်မလား10ဆိုတော့နည်းနည်းတော့အားနေပါတယ်3ရက်စတိုက်ကြီးဆိုတော့လေအားနေသွားတယ်ဘာလို့ဆိုညနေပိုင်းတီးတန့်ဖြစ်နေတာအားနေပါတယ်ဒါပေမဲ့သူပါသွားပြီးတော့သူ့ကိုလှည့်ခိုင်းလို့ရလဲဆိုလို့ရှိရင်ကျတော့ဒီမှာကျွန်တော်တို့ဖြစ်လိဖြစ်လာရှိတဲ့သဘောတရားလေးတွေပေါ့လေဒီမှာတစ်ချက်ကြည့်အောင်သူကဒါမျိုးလေးတွေလောက်တဲ့သဘောတရားကဒီမှာ4နှလုံးထောင်ပြီးတော့3ချိန်မြောက်မှာပါဝါလှည့်သွားတယ်9နော်ဒီမှာ6နှလုံးထောင်ပြီးတော့3ချိန်မြောက်မှာပါဝါလှည့်သွားတယ်1နော်ဒီမှာ9နှလုံးထောင်ပြီးတော့ပါဝါလှည့်သွားတယ်နော်3ညဆိုပြီးဆိုတော့အဲ့ဒီနေရာမှာဆိုတော့အဲ့ဒါကြောင့်မို့ဒီ3ညဒီနော်3ညလည်းထောင်ထားတယ်1ကလည်းထောင်ထားတယ်ပေါ့လေအဲ့တော့ပါဝါဆုံးကိုသူတို့ကိုကျွန်တော်ကပါဝါလှည့်မယ်ဒါပေမဲ့ရှင်းအောင်တရားတော့ချင်းချင်းလေပေါ့နော်ချင်းပြီးတော့ကြာယူချင်တယ်ရိုးတနိုင်တော့မချလောက်ဘူးလို့ကျွန်တော်ယူဆအဲ့တော့သူ့ကိုအဲ့လိုသွားမယူဘဲနဲ့ကျွန်တော်တို့ဒီမှာဒီလိုပုံစံမျိုးတိုင်ယူလိုက်မယ်ဆိုရင်ဒီလိုလဲတစ်ဖြစ်သွားမယ်နော်ဒီရောင်နဲ့ပြန်တယ်တစ်ဖြစ်သွားမယ်နော်ဒီကောင်လေးနဲ့သွားဗရိတ်လိုင်းကိုတော့ပြည့်တယ်ယူလို့ရှိရင်ဒီမှာဆိုရင်ဘာလို့က6ဆိုပဲလိုင်းမှာဖြစ်သွားတယ်နော်အဲ့ဒါတစ်ချက်ရှိတယ်ကျွန်တော်ကတော့ဒီကောင်လေးကြိုက်ပါတယ်60 65 10တင်ပါပေါ့နော်ဒီက6နဲ့ပေါ့နော်60 65 10တင်ပါအောင်ဆိုတော့ဟုတ်ကဲ့မှာကျွန်တော် frame line မှာလည်းဒီတန်း60တင်5ကမွေး line ထဲမှာရှိတယ်ဆိုတော့60 65 10တင်5ကိုလူတွေကိုညနေထိုးစေချင်ပါတယ်လို့အဲ့ဒီလေးကွက်ပေါ့လေအဲ့ဒါလေးလာပြောတော့